မင်္ဂလာပါရှင်ယနေ့ကျရောက်တဲ့အာဟာရဒါနအလှူကတော့ကွယ်လွန်သူဖခင်ကြီးဦးအောင်ဖြိုအားရည်စူး၍၄နှစ်ပြည့်အလှူအဖြစ်ဇနီးဒေါ်ခင်တန်းအေးသမီးမတ်သူစာအောင်မတ်နေစာအောင်တားမောင်ရဲထွက်အောင်မိသားစုမှလှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်ကြက်လေပြုံးရင်ပြေထမင်းတနတ်စာပါကုန်ကြငွေ3,500ကျပ်ဖြစ်ပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေကဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်ယခုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကိုကွယ်လွန်သူဖခင်ကြီးဦးအောင်ဖြိုးလဲရောက်ရဘဝမှာကြားနိုင်သိနိုင်မြင်နိုင်ပါစေတာရုနုမောဒနာခေါ်ဆိုနိုင်ပါစေရှင်ယခုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့၏အဖို့ပါကကြောင့်ကွယ်လွန်သူလဲကောင်းရမွန်ရမြင့်မြတ်ရာဘုံဘဝကိုရောက်ရှိပါစေရှင်ဤကောင်းမှုကုသိုလ်တို့သည်နိဗ္ဗာန်မရောက်မီဆက်ကြတန်တရားကျင့်လဲရတခြားအင်အားကောင်းသောအထောက်ပံ့များဖြင့်စက္ကမလက်အကျိုးပေးကြပါစေရှင်ရည်စူးလူဒန်းပေးပါသောကြံရည်သူမိသားစုသည်လည်းကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရှင်ကြပါစေစီးပွားလလာပါများလည်းပွင့်လန်းဝေစားကြပါစေအလုံးကင်ကြံစီများလည်းအောင်မြင်ကြပါစေမရှိစကားမကြရပါစေနဲ့အလှရည်ဆက်လက်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောစည်းစိမ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေရှင်ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတသေးသေးဖြစ်ကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုတောင်းပေးလိုက်ပါတယ်